3 လတစ်ခါရက်ကြော်မှာကိုစိတ်ပူနေတော့မယ်လား90 day နဲ့ပတ်သက်လို့ပေါ့နော်ဒီ market ကြော်ပေးမှာ90 day နဲ့ပတ်သက်ရင်ကျွန်တော်တို့ဘယ်လောက်ထိစိတ်ချလက်ချနဲ့စိတ်ရှိလက်ရှိ customer ကိုဆောင်မှုပေးလဲဆိုတော့အားလုံးအသိဆုံးပါ market ကြော်ပေးမှာဒီအခုတစ်နှစ်လုံးကိုမှ440ပဲကြာမယ်90 day 1 year package လေးကိုကျွန်တော်မိတ်ဆက်ပေးပါမယ်ခင်ဗျာနောက်ပြီးတော့ဒီကျွန်တော်ရဲ့ customer တွေအတွက်ဒီ video လေးထဲမှာနှစ်တစ်ကူအထူးစီစဉ်လေးတစ်ခုကျွန်တော်ဖန်တီးပေးထားပါထိုင်းနိုင်ငံမှာအလုပ်လုပ်ကိုင်နေတဲ့ကျွန်တော်ရဲ့ customer တွေအတွက်3လပြည့်ပြီးတိုင်းမဖြစ်မနေလုပ်ရတဲ့ဒီရက်90တက်တန်တိုးဖို့အလုပ်တွေများပြီးမိနေတာလည်းပဲဖြစ်ဖြစ်ဒီအကြောင်းတစ်ခုခုကြောင့်ပဲဖြစ်ဖြစ်ဒီရက်ကြော်ရေးတွေမကုန်ရလေအောင် MKK Pay ကနေ92 report 1 year package လေးကိုကျွန်တော်စီစဉ်ပေးထားပါတယ်ခင်ဗျာဒီမိတ်ဆွေတို့အတွက်ဒီတစ်နှစ်စာ package လေးကဘယ်လိုပုံစံလဲဆိုတော့ဒီ90 day report တစ်နှစ်စာ package စယူတဲ့နေ့ကစပြီးတော့ပေါ့နော်3လတစ်ခါကျွန်တော်တို့က4ချိန်တစ်နှစ်စာတင်ပေးမှဖြစ်ပါတယ်3လပြည့်ပြီးတဲ့ဒီကျွန်တော်တို့ MKK Pay ကရ90တုံးထုပြီး update စာရွက်တွေကိုကျွန်တော်တို့ကပို့သွားပေးမှာအဲ့တော့ဒီကျွန်တော် customer တွေကကျွန်တော်ရှိမှာစကားတစ်ခါပဲလာပြောရမယ်ပြီးရင်ငွေတစ်ချိန်သွင်းပြီးတာနဲ့တစ်နှစ်စာလုံးလုံးဝစိတ်ပူကြမလို့တော့ခင်ဗျာတခုရှိတာတကယ်လို့ကိုကတခြား agent နဲ့ပေါ့နော်လူအောင်တက်တန်တိုးတာတို့ဘာလို့လောက်ထားရဲဆိုရင်တော့ဒီနောက်ဆုံးရတဲ့ visa စာမျက်နှာ update လေးကိုတော့ကျွန်တော်ပြန်ပို့ပြီးပေါ့နော်ကျွန်တော်တို့ MKK Pay နဲ့တက်တန်တိုးထားတဲ့လူတွေကတော့ပြဿနာမရှိဘူးကျွန်တော်တို့ကအများနဲ့ update လုပ်သွားပေးမှာဒီ package ဝယ်ယူပြီးတော့ဒီတစ်နှစ်စာတကယ်လို့4ချိန်ပြည့်သွားရင်လည်းကျွန်တော်တို့ကဒီ90 day တက်တန်ကိုကျွန်တော်တို့နဲ့ဆက်တိုးမလို့ပေါ့နော်ဒီ package ကိုထပ်ပြီးတော့ယူမယူကျွန်တော်တို့ကလာပြီးတော့အကြောင်းကြားပေးမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ ਨੇ တစ်ချိန်ပဲငွေသွင်းတစ်ခါပဲစကားပြောရမယ်တစ်နှစ်လုံးအလက်ကြည့်ကြမလို့တော့ခင်ဗျတကယ်လို့အလုပ်စားထားတဲ့အကောင့်ကပြတ်သွားခဲ့ရင်လည်းပြဿနာမရှိဘူးကိုယ့်ရဲ့အကောင့်အသစ်ကနေပြီးတော့ကျွန်တော်တို့ password မျက်နှာပို့လိုက်တာနဲ့ကျွန်တော်တို့ကပြန်ပြီးတော့ဒီအချက်လက်တွေပြန်ပို့ပေးလို့ရတယ်ပေါ့နော်ကျွန်တော်စစ်ပြီးတော့ပြန်ပို့ပေးမယ်အဲတော့ခုနကကျွန်တော်ပြောခဲ့တဲ့နှစ်တစ်ကူအထူးစီစဉ်လေးဆိုတာဟိုအားကျွန်တော်အခုစပြောပေးမယ်အဲ့ဒါလေးကအခုကျန်စပြီးတော့ဒီ MKK Pay ကိုပထမဆုံးအလုပ်လာအပ်တဲ့အယောက်100ပေါ့နော်ဒီ90 day package ကိုယူတဲ့အယောက်100တွေက10ယောက်ကိုကျွန်တော်2026နှစ်တစ်ကူအထူးစီစဉ်နေနဲ့90 day report 1 year package လေးကိုကျွန်တော်လက်ဆောင်ပေးသွားမှာဒီအယောက်100တွေကကျွန်တော်ရွေးပေးမှာပေါ့နော်အယောက်100တွေကရွေးပြီးတော့ကန်ထူးတဲ့သူ10ယောက်ကိုကျွန်တော်တစ်နှစ်လုံး free ထုသွားပေးမှာပေါ့နော်အဲ့တော့ကန်ဆယ်မဲ့သူတွေအားလုံးကဒီ post လေးကိုကျွန်တော်ကို like and share လေးလုပ်ပေးပြီးရင်ဒီ like and share လုပ်ထားတဲ့ screenshot လေးကိုကျွန်တော်တို့စီကိုပို့ပေးပြီးရင်အလုပ်ကတော့ up ဖို့လိုတယ်အလုပ်အပ်တဲ့လူမှကန်ဆယ်လို့ရမှာပေါ့နော်အဲ့တော့ဒီကန်ဆယ်တဲ့လူတွေကပထမဆုံးစပြီးတော့အလုပ်အပ်တဲ့အယောက်100တွေက10ယောက်ကိုကျွန်တော်ကရွေးသွားပေးမယ်ဘယ်နည်းမှကြော်ညာပေးမလဲဆိုတော့ကျွန်တော်တလပိုင်း2ရက်နေ့2026မှာကျွန်တော်ကန်ထူးတဲ့သူတွေကိုကြော်ညာပေးသွားမှာခင်ဗျစိတ်ဝင်စားတဲ့မြည်သူမဆိုဒီ90 day report 1 year package ယူပါမယ်ဆိုပြီးတော့ဒီကျွန်တော်တို့ကိုဒီ messenger နေပြီးတော့မိမိတို့ရဲ့ password မျက်နှာလေးပို့ပြီးတော့ဒီစာသားလေးပို့လာပြီးရပြီကျွန်တော်တို့ကဒီစစ်ဆေးပြီးတော့အားလုံးပြည့်စုံတဲ့လူဆိုရင်ကျွန်တော်တို့က banner back ပို့ပေးမယ်ခင်ဗျပြီးရင်ငွေသွင်းလာပြီးတော့ confirm ဖြစ်တဲ့လူတွေဆိုရင်ကျွန်တော်တို့ကဒီပုံလေးကိုပို့ပြီးတော့ကျွန်တော်အကြောင်းပြန်ပေးလိုက်မယ်အဲ့တော့ဒီ chance စပြီးတော့မိတ်ဆွေတို့တစ်နှစ်စာလက်ကြည့်ကြရမလို့အောင်ကျွန်တော်တောင်းယူပေးသွားမှာဖြစ်ပါတယ်ခင်ဗျကျေးဇူးတင်ပါတယ် Michael ကျော်ကျော်ပါ